မျက်လုံးပြန်မြင်ကြည့်မှာပဲကိုယောက်ျားကလူတယောက်ကိုတက်ဖြတ်နေတာမြင်လိုက်ရတဲ့ခံစားချက်ကိုတွေးကြည့်ပြဒါပေမဲ့ပိုထိတ်လန့်စရာကောင်းတာကအဲ့ဒီလူသက်သမားကိုကြည့်နေတော့သူ့အနောက်မှာယောက်ျားဖွတ်သူအစ်စ်ကရောက်နေတာပါပဲဒါဆိုအိမ်ထဲမှာလူနှစ်ယောက်ရှိနေတာပေါ့အန်ဒီရဲ့ရှိမှန်းသိလို့ကောင်မလေးကဆက်ပြီးကန်းကျင်အောင်ဆောင်းနေလိုက်တယ်လူသက်သမားကသူ့ကိုတကယ်ကမ်းမကန်သိကျင်လို့ဓာတ်နဲ့မျက်လုံးသားရွယ်ပြီးဆန်းတက်တယ်ကြောက်လွန်းလို့မစ်လဲထွားတာကပဲသူ့အသက်ကိုကဲလိုက်တယ်လို့ဖြစ်သွားတယ်ကန်နိုလာတော့ယောက်ျားဖြစ်သူရောက်လာပြီနဲ့ဟိုလူသက်သမားကလည်းဓာတ်ကင်နေကုတင်ဘေးမှာရှိနေတော့ပဲသူတို့ထပ်သွားတော့အနောက်ကနေချောင်းကြည့်လိုက်တဲ့အခါဟိုလူကယောက်ျားရဲ့ညီအရင်ဖွင့်နေပြီးယောက်ျားကသူ့အစာတွေကိုဆေးတွေခတ်နေတာတွေ့လိုက်ရတယ်ဒီဆေးတွေကြောင့်သူမျက်နှုံးကန်းနေရမှတီးလိုက်ရပြီလေညဘက်ကျတော့ညီဖြစ်သူကအခန်းထဲဝင်လာပြီးဖျောင်းနိုင်မီးနဲ့ဝင်ချောက်လို့လန့်ပြီးပြေးရင်လေကားပေါ်ကပြုတ်ကျသွားရှာတယ်ညီဖြစ်သူကပစုံကိုက်ပြီးနင်းယောက်ျားကြောင့်နင်းကန်းရတာလို့ပြောနေတော့ယောက်ျားကတွဲတွေပေးနေတဲ့ပစုံနဲ့ရောက်လာပြီးဝင်တားလိုက်တယ်ပြီးတော့သူ့ညီကစိတ်ဆက်လို့ပါဘာညာဆိုပြီးလိန်ပြောကအခန်းထဲပြန်ပို့လိုက်တယ်အဲ့ဒီအချိန်မှာကောင်မလေးရဲ့မျက်လုံးတွေကပြန်မမြင်ရတော့သလိုဝီဝါလာပေမဲ့ဒီတစ်ခါတော့သူ့ကိုဒုက္ခပေးနေတာဒီညီကုံနှစ်ယောက်ဆိုတာတူရရခိုင်နှုန်းသေချာသွားပါပြီ